စေးတိုက်ပွဲတစ်ခုရဲ့တက်ရှိတန်ရာတန်ချက်များကပတိန်အမေရိက The Winter Soldier မာဗယ်ရုပ်ရှင်လောကမှာကပတိန်အမေရိကနဲ့သူ့မိတ်ဆွေငယ်တငယ်ချင်းကြီးဘာကီဘန်စ်တို့ရဲ့ဇလံကိုလူသိပြီးပြောလို့ပြောထားမရှိဘူးဗျဒါဟာဘာလို့လဲကန်နဲ့ဘာကီတို့ရဲ့ဇလံကဘာလို့အဲ့လောက်လူစိတ်ဝင်စားပြီးပြောစမှတ်တွင်လောက်တဲ့အထိမဖြစ်ခဲ့ရတာလေပေါ့အမှန်တိုင်းပြောရရင် Winter Soldier ဆိုတာတစ်ဖက်ကပြန်ကြည့်ရင် Cap ကို OT ပြီးတော့ထွက်လာတဲ့ရုပ်ရှင်တစ်ခုဖြစ်တာကြောင့်သာအနေအထားတစ်ခုကိုရောက်ခဲ့တာဘာကီရဲ့ character စစ်ကို Winter Soldier ကို break သက်တွေစိတ်ဝင်စားတယ်ဆိုတာလေဘလော်ကောင်းတစ်ခုကြောင့်သာလက်ခံပေးတဲ့အနေအထားတစ်ခုဖြစ်ခဲ့တယ်ပေါ့။ဘာလို့လဲဆိုတော့ရှင်းပါတယ်။ဘာပါဝါမှမရှိဘူး။စိတ်ဝင်စားစရာကောင်းတော့အောင်လည်းအရန် powerful ဖြစ်နေတာမျိုးမဟုတ်ဘူး။အထာကြတယ်ဆိုတာမျိုးလည်းဟုတ်မနေတော့ဒီ character က Cap နဲ့ဒီရုပ်ရှင်တစ်ခုရဲ့ story ခိုင်မာမှုကြောင့်သာလက်ခံပေးလိုက်နိုင်တဲ့ပုံစံတစ်ခုဖြစ်ခဲ့တယ်။အရင်တည်းကဒီလိုမျိုးဘာ ability မှထူးထူးခြားခြားမရှိတဲ့ဘာကီကလူစိတ်ဝင်စားမှုနည်းမယ်ဆိုတာမာဗယ်ဘက်ကလည်းသိပြီးသား။ combat, strength, stamina, weapon master ဒီလို ability ကိုတော့အထက်မပြောတော့ဘူး။ထူးထူးခြားခြားတိတ်မဟုတ်တော့ခြားတိုင်းလဲနိုင်နေတာမှမဟုတ်တာကိုနော်ဒါကြောင့်ပဲမာဗယ်ကဘာကီရဲ့ role တစ်ခုကိုကွက်ကွက်ကွင်းကွင်းပေါ်အောင်စီစဉ်ထားခဲ့ပြီးသားဘာကီကိုကြောင်ထိုးထားလို့မရဘူးဗျဘာလို့လဲဆိုတော့နောက်ထပ်မဲ့ရုပ်ရှင်တစ်ခုဖြစ်တဲ့ Civil War ကဒီကောင်းကြောင်းနဲ့ဖြစ်မယ်ဒီကြားထဲမှာပဲနောက်ပိုင်းထွက်မဲ့ Infinity War တို့ Endgame တို့မှာလည်းအကုန်လုံးဆွဲထဲတော့မှာဆိုတော့ဒီကောင်းကိုအာယုံမဆိုင်ဆိုင်ဖြစ်အောင်ကိုမာဗယ်ဘက်က plot story ကောင်းကောင်းကြီးနဲ့ကို Winter Soldier ရုပ်ရှင်ကိုရိုက်ပြသွားခဲ့တယ်ရုပ်ရှင်ရော story ပိုင်းရောကောင်းနေပေမဲ့တာမန်ထက်ဆိုင်တော့ဇလန်းဆိုင်ကမစိုးတလောက်လေးရှုပ်တယ်ပြောရမယ်တချို့နေရာတွေမှာလွယ်နေတာကိုခန့်အောင်လုပ်ပြလိုက်တာတွေမလိုအပ်တာတွေကိုအတင်းလုပ်ယူထားသလိုအပိုင်းလေးတွေအနေငယ်ရှိတယ်ကြည်ပူးတဲ့သူတွေဆိုရင်တော့တတိထားမိပါလိမ့်မယ်မကြည်ပူးတဲ့သူတွေလည်းရှိနိုင်လို့ spoil မိသွားမှာဆိုတဲ့အတွက်ဥပမာတွေတော့ထိတ်မပြောတော့ပါဘူးဒီလိုအရန်ကောင်းကျင်စုံနေလောက်လိုက်တော့ကောင်းတော့ကောင်းသွားပါရဲ့ဒါပေမဲ့တကယ်မှန်းထားတဲ့ Winter Soldier ကဘာကီရဲ့ character တခုကတော့ဒီကားနဲ့ပြောစမှတ်တွင်လောက်တဲ့အထိမဖြစ်ခဲ့ဘူးပေါ့တကယ်တမ်းဘာကီကိုဘာကောင်ကြီးမှမသိဘဲနဲ့တောင်လက်ခံပေးနိုင်တာက Civil War ပဲဘာမှကိုမသိတဲ့အတိုင်းကြည့်ရင်တော့မှ Civil War မှာဘာကီရဲ့ character ကမထင်မရှားဖြစ်မနေဘူးဘာလို့လဲဆိုတော့ Civil War ဖြစ်ရတဲ့ကိစ္စကလည်းဒီငနေရဲ့ bro ကမကင်းဘူးလေဒါကဘာကီဘာန်စ်ရဲ့ popular ဖြစ်ချင်းမဖြစ်ချင်းကိစ္စကိုအရင်ပြောပြတာပါဆက်ရရင်တော့ဒီ Winter Soldier ရုပ်ရှင်ကတော်တော်လေးလေးအောင်မြင်ခဲ့တယ်ရလဒ်တွေကလည်းကောင်းခဲ့တယ် Cap နဲ့ဒီလိုငယ်ဘွားကဘော်ဒါအရင်ကြီးကိုဇလန်းဆင်ပေးလိုက်တာလည်းပါတယ် Cap ကဘယ်လိုလူမျိုးလဲဆိုတာကတော့အားလုံးသိပြီးသားပါဘာကီကိုလည်းတငယ်ချင်းတန်ရုံးစဉ်အပြေးရှိတဲ့ကောင်ကြီး Winter Soldier ဆိုတာကတော့ဘာကီဘန်စ်ရဲ့နောက်ထပ်နာမည်ဖြစ်ပြီးတော့သူက Cap နဲ့ကလေးဘွားတွေကတငယ်ချင်းဖြစ်ခဲ့တယ်ဒုတိယကမ္ဘာစစ်မှာဘာကီကစင်မြေပြင်မှာကြာဆုံးသွားပြီလို့ယူဆလိုက်ကြပေမဲ့ဟိုက်ဒရာအဖွဲ့အစည်းတစ်ခုကဖမ်းဆီးခံခဲ့ရပြီးတာမန်လူသားထက်ပိုပြီးတန်မာတဲ့စစ်သားတအုပ်ဖြစ်ပြောင်းလဲခံခဲ့ရတယ်သူကိုအုံနောက်စေးကြောပြီးတစ္ဆာဖောက်ကလောက်ကျန်ထက်ပြတ်သူအဖြစ်နဲ့လေ့ကျင့်ပေးခဲ့ရင်းနဲ့ Winter Soldier ဘာကီရဲ့ဘွားကစတင်လာခဲ့တာပါဒါကတော့ Winter Soldier ဘာကီဘန်စ်ရဲ့ဖြစ်ပေါ်လာပုံပေါ့ Captain America The Winter Soldier ရုပ်ရှင်အားဆိုရင် Steve Rogers Captain America နဲ့ Bucky Barnes Winter Soldier ရဲ့ရှုပ်ထွေးလာတဲ့ဆက်ဆံရေးတစ်ခုကိုပြန်တည်ပေးထားတယ်ရုပ်ရှင်မှာ Cap ကရှီအဖွဲ့အစည်းတွင်ရောက်ရှိနေပြီးသူငယ်ကအတိတ်မိတ်ဆွေဘာကီကတော့ Hydra ရဲ့လက်အောက်ခံလူသက်လက်နက်တစ်ခုဖြစ်ပြန်လည်ပေါ်ထွက်လာခဲ့တဲ့အကြောင်းဒီရုပ်ရှင်မှာဆိုရင်စေးတိုက်ပွဲရဲ့တက်ရှိတန်ရာတွေကိုဖော်ပြရင်းလူသားတို့ရဲ့စိတ်ပိုင်းဆိုင်ရာနာကျင်မှုများတစ္ဆာဖောက်မှုများနဲ့အတိတ်ကတန်ရောစင်တွေနဲ့ပြန်လည်ရုန်းကန်တိုက်ခတ်ရတဲ့အကြောင်းအရာတွေကိုထိရောက်စွာဖော်ပြထားခဲ့တယ်ဘာကီရဲ့ဇာတ်လမ်းမှာဆိုရင်လေစစ်ပွဲတစ်ခုရဲ့ကြမ်းတမ်းတဲ့အခြေအနေတွေကြောင့်လူသားတို့ရဲ့စိတ်နှလုံးသားဟာဘယ်လိုတွေပြောင်းလဲသွားနိုင်လဲဆိုတာကိုဖော်ပြသွားတယ်ဒီရုပ်ရှင်ဟာစေးတိုက်ပွဲရဲ့တက်ရှိတန်ရာတွေကိုရုပ်ရှင်ဇာတ်အိမ်ဖြင့်တည်တည်တသာထင်ဟပ်စေပြီးဇာတ်ကောင်တွေရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုလက်နက်ရှိုင်းရှိုင်းလေ့လာနိုင်မဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ရပ်တည်နိုင်ခဲ့တယ်နောက်ဆုံးပြောရရင်တော့ဒီရုပ်ရှင်ကမာဗယ်ဇာတ်လမ်းတွဲရဲ့တခေတ်တခါကအကောင်းဆုံးရုပ်ရှင်များထဲမှာတစ်ခုဖြစ်ရပ်တည်နေနိုင်ခဲ့ပါတယ်